anniversary ဆိုတာအချိန်ကာလတစ်ခုကိုရေးတွက်ခြင်းမဟုတ်ပဲအောင်မြင်မှုကိုဂုဏ်ပြုခြင်းဖြစ်တယ်။နှစ်ပတ်လည်ဆိုတဲ့အချိန်ကာလဟာပြက်ကလေးပေါ်ကနေ့ရက်တွေမဟုတ်ပဲယေဒနာအမျိုးတိုင်းရဲ့ယုံကြည်မှုဝန်ထမ်းတိုင်းရဲ့ကြိုးစားမှုလုပ်ငန်းတစ်ခုရဲ့ဂုဏ်သိက္ခာတွေစုပေါင်းထားတဲ့သမိုင်းမှတ်တိုင်တစ်ခုပေါ့။အခုတော့ထိတ်တန်းရွှေပြင်စိန်ရွှေသနာဆိုင်ကြီးကဒီသမိုင်းမှတ်တိုင်ကို16ကြိမ်မြောက်စိုက်ထူပါတော့မယ်။ထိတ်တန်းရွှေပြင်စိန်ရွှေသနာဆိုင်ကြီးရဲ့16-year anniversary and birthday celebration စီအခမ်းအနားကြီးလာပါပြီ။လာမယ့် August 2ရက်3ရက်4ရက်5ရက်6ရက်5ရက်တိုင်ကျင်းပသွားမှာဖြစ်ပြီး August 9ရက်နေ့မှာတော့ဝယ်ယူအားပေးကြတဲ့ customer များအားလုံးကို 16-year anniversary gala dinner ကြီးနဲ့ဂုဏ်ပြုပေးသွားအောင်ပါပါနေ့ရက်တိုင်းမှာလည်းနိုင်ငံကျော်ပြည်သူချစ်အမှုပညာရှင်များဖြစ်ကြတဲ့ထပ်ဆင့် Academy ထက်ထက်မိုးဦးထပ်ဆင့် Academy စိုးမြတ်သူစာထပ်ဆင့် Academy ဝင်းမုံရွှေကြီးထပ်ဆင့် Academy စိုးပြည့်သစင်မင်းသမီးကျော်ဝါဆိုမိုးဦးတပင်မင်းသားကျော်စန်းရီမိုးတို့နဲ့အတူနိုင်ငံကျော်အမှုပညာရှင်ပေါင်းများစွာမှပါဝင်တင်ဆက်ပေးသွားကြမှာပဲဖြစ်ပါတယ်။ဒါအပြင်9ရက်တိုင်ကျွေးမွေးအခမ်းမဲ့အစီအစဉ်ကြီးနဲ့ဆိုတော့အားလုံးကိုပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။ရင်ခုန်တိုင်းအသက်ဝင်စေမဲ့အစဉ်ဒီဇိုင်းမျိုးစုံနဲ့ဂန္ဓဝင်ဆန်သောအလှတွေကိုတစ်လွင်ခမ်းနားစေဖို့ထိတ်တန်းရွှေပြင်စိန်ရွှေသနာဆိုင်ကြီးရဲ့16-year anniversary and birthday celebration စီပွဲတော်ကြီးကိုအရောက်လှမ်းလာခဲ့ပါမိတ်ဆွေ16နှစ်တာယုံကြည်မှု16နှစ်တာဂုဏ်သိက္ခာ16နှစ်တာအလင်းရောင်ယေဒနာတို့ရဲ့ထိတ်တန်းရွှေတို့ရဲ့ဘရင်ထိတ်တန်းရွှေဘရင်16 years of brilliance